ဒီလို highlight video တွေကို DaVinci Resolve မှာဘယ်လို edit ရမလဲဆိုတာကျွန်တော်နဲ့အတူလိုက်လုပ်ကြည့်အောင် user DaVinci Resolve ကိုဖွင့်မယ်ကျွန်တော်ကတော့ဒီမှာဖွင့်ထားပြီးကုန်ပြီပြီးရတဲ့ဒီ image တွေ project file တွေကိုထည့်ထားပြီးပေါ့နော်ပြီးရင်ကျွန်တော်တို့ဘာလုပ်အောင်မလဲဆိုရင် effect ကိုလာပြီးတော့ solid color ကိုရွေးလိုက်မယ် background color တစ်ခုရွေးလိုက်မယ်ပြီးတာနဲ့ကျွန်တော်တို့ကဒီ media pool မှာလာပြီးတော့ကျွန်တော်တို့လိုချင်တဲ့ image တစ်ခုကိုထည့်လိုက်မယ်ပြီးရင် background color ကိုကျွန်တော်တို့ဒီ image နဲ့တူအောင်ပေါ့နော်ကျွန်တော်တို့အယောင်တွေကိုချိန်လိုက်မယ်ဒီမှာ color နှိပ်ပြီးတော့ဒီမှာ paint screen color ကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ကတူသွားပါပြီတူသွားပြီဆိုရင်ကျွန်တော်တို့ကနောက်ထပ် effect မှာလာပြီးတော့ကျွန်တော်တို့ solid color ကိုရွေးမယ်ပြီးဒီ color ကကိုနောက်ထပ် highlight လုပ်မဲ့ color ကိုရွေးလိုက်ပါတော့ကိုကြိုက်တဲ့ color ရွေးလို့ရတယ်ကျွန်တော်ကတော့ဒီအဝါရောင်ဒီလိမ္မော်ရောင်ရွေးပါတော့အဲ့ကိုနှိပ်မယ်ပြီး sting ကိုလာပြီးတော့အောက်နည်းနည်းလေးဆွဲပြီးတော့ composite ဆိုတဲ့အရာရှိတယ်အဲ့ဒါ composite မှုမှာကျွန်တော်တို့က dark ကိုနှိပ်ရွေးလိုက်မယ် set လေးကိုနှိပ်ပြီးတော့မှ transform ရှိတယ်ပေါ့နော်အဲ့ဒါကိုနှိပ်လိုက်မယ်ပြီးကျွန်တော်တို့ပြည်သေးလို့ရပြီပေါ့နော်โอเคဒါကိုဒီ set လေးကိုပြပြောက်ချင်ဒါကိုတစ်ချက်ပြန်နှိပ်လိုက်ဒါဆို set ပြောက်သွားပြီပေါ့နော်ပြီးကိုကပြန်ပြီးတော့ရွေ့ချင်တော့ကျွန်တော်တို့ဒီမှာနှိပ်လိုက်ဒီမှာကျွန်တော်တို့ကြည့်တာအောက်နေရောက်တယ်အဲ့ဒါကို position မှာလာပြီးတော့ကျွန်တော်တို့ဒီ y ကိုကျွန်တော်အပေါ်နည်းနည်းလေးထောင်ပါတော့အဲဆိုရင်တော့ဆင်ပြေသွားပြီအဲဆိုကျွန်တော်တို့ animation ဆက်လုပ်မယ်ဒီမှာ frame နည်းနည်းဒီလောက်လာပြီးတော့ကျွန်တော်တို့ကဒီ solid color ကိုရွေးပြီးတော့ကျွန်တော်တို့ဒီမှာ crossing မှာရှိတယ်ပေါ့နော် crossing မှာရှိတဲ့ crop right ဆိုပြီးရှိတယ်အဲ့ဒါကိုကျွန်တော်တို့က user key frame တစ်ခုချလာမယ်ပြီးနောက်ပြန်ဆုပ်ပြီးတော့ဒီမှာ key frame ကိုဒီမျိုးလုပ်ပေါ့နော် okay အဲ့ဆိုတော့ကျွန်တော်တို့ဒီမှာလို့ရှိနေတာရပြီဆိုရင်ကျွန်တော်ဒီ test smooth ဖြစ်အောင်ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုရင်ကျွန်တော်ဒီမှာ key frame ရှိတယ်အဲ့ key frame မှာကျွန်တော်တို့ကဒီလိုမျိုးပေါ်ရင်ဒီလိုမျိုးပေါ်လာပေါ့နော်ဒီမျိုးပေါ်လာရင်ဒီဘက်တောက်ကိုနှိပ်မှာပေါ့နော်မတောက်ဆုံးမှာရှိတယ်အဲ့ဒါကိုကျွန်တော်တို့က select all ပြီးရင်ကျွန်တော်ဒီမှာ ease in ရှိတယ်အဲ့ဒါကိုကျွန်တော်တို့ကဒီလောက်ဆိုရင်သူကအဲ့လိုမျိုးမြန်နေဖြီးပါပေါ့နော်ကျွန်တော်ကြည့်လို့စီပြည်ပြီဆိုရင်ကျွန်တော် export လုပ်မှာနော်ဒါကိုဒီဘက်တောက်နှိပ်ပြီးတော့ deliver မှာနှိပ်ပြီးတော့ကျွန်တော်နာမည်ပေးမယ်ပြီးရင်ကျွန်တော်ဒီမှာတကယ်လို့တခြား file ရှိ MB4 ကိုရွေးလိုက်မှာနော် MB4 ရွေးလိုက်ပြီးတော့ဒီမှာair random cure ဆိုပြီးနှိပ်လိုက်ပြီးဒီမှာ random 1ဆိုပြီးသူလုံးပေါ့နော်ဟုတ်ကဲ့ပါဒီဗီဒီယိုကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်